မိဘပြည်သူအားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ဆွေးနွေးတင်ပြသွားမှာတော့ကျွန်တော်တို့ပြည်သူစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ပြည်သူစစ်မှုထမ်းဥပဒေရဲ့သမိုင်းကြောင်းနဲ့စစ်မှုထမ်းရမယ့်အသက်အရွယ်တွေနဲ့ပတ်သက်ပြီးတော့ဥစွာဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပြည်သူစစ်မှုထမ်းဥပဒေသမိုင်းကြောင်းနဲ့ပြောရမယ်ဆိုရင်တော့ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှ385အရနိုင်ငံတော်ရဲ့လွတ်လပ်ရေးအချုပ်အခြာအာဏာနဲ့နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကိုကာကွယ်စောင့်ရှောက်ရေးဟာကျွန်တော်တို့နိုင်ငံသားအားလုံးရဲ့တာဝန်ဖြစ်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေမှာ386ညနိုင်ငံသားတိုင်းဟာဥပဒေပြဋ္ဌာန်းချက်များနဲ့အညီကျွန်တော်တို့စစ်ပညာသင်ကြားနိုင်ရန်နိုင်ငံတော်ကာကွယ်ရေးအတွက်စစ်မှုထမ်းရန်တာဝန်ရှိတယ်ဆိုပြီးတော့ကျွန်တော်တို့ဖော်ပြပါရှိပါတယ်။ဒါကြောင့်လဲနိုင်ငံသားတိုင်းဟာပြည်အောင်စုမပြိုကွဲရေးတိုင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနဲ့အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟိုတဲ့ဒုတာဝန်အရေးသုံးပါးကိုစောင့်ထိန်ရန်တာဝန်ရှိတဲ့အားလျော်စွာဒီတာဝန်တွေထမ်းဆောင်ရန်အတွက်စစ်ပညာသင်ကြားရန်နဲ့နိုင်ငံတော်ကာကွယ်ရေးအတွက်စစ်မှုထမ်းဆောင်တဲ့အတွက်နိုင်ငံတော်အေဂျင့်တိုင်းနဲ့ဖွံ့ဖြိုးရေးကောင်စီဟာပြည်သူ့စစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းခဲ့ပါတယ်ဒီဥပဒေကို1959ခုနှစ်မှာလည်းကျွန်တော်တို့ပြည်သူ့စစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းခဲ့ဖို့ရှိပါတယ်နိုင်ငံတော်အေဂျင့်တိုင်းနဲ့ဖွံ့ဖြိုးရေးကောင်စီကပြည်သူ့စစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းခဲ့ပြီးတော့ကျွန်တော်1959ခုနှစ်ပြည်သူ့စစ်မှုထမ်းဥပဒေကိုရုပ်သိမ်းခဲ့ပါတယ်အဲ့တော့ကျွန်တော်2010ပြည့်နှစ်မှာနိုင်ငံတော်အေဂျင့်တိုင်းနဲ့ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ်29/2010ဖြင့်ပြဋ္ဌာန်းခဲ့တဲ့ပြည်သူ့စစ်မှုထမ်းဥပဒေဟာ2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာစတင်ပြီးတော့အာဏာတည်ရမည်ဖြစ်ကြောင်းကို10ရက်2လ2024ရက်နေ့မှာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကအမိန့်ကြော်ညာစာအမှတ်29/24ဖြင့်သတ်မှတ်ခဲ့ပါတယ်အဲ့တော့ပြည်သူ့စစ်မှုထမ်းနဲ့ပတ်သက်ပြီးတော့စစ်မှုထမ်းရမယ့်အသက်အရွယ်တွေကိုကျွန်တော်တို့ဆက်လက်တင်ပြသွားမှာဖြစ်ပါတယ်ပြည်သူ့စစ်မှုထမ်းဥပဒေအရစစ်မှုထမ်းရမယ့်အသက်အရွယ်ရောက်တဲ့ဆိုတာဟာတွေကိုကျွန်တော်ပြဋ္ဌာန်းထားပါတယ်ကျွန်တော်တို့အမျိုးသားဖြစ်တယ်ဆိုလို့ရှိရင်18နှစ်ပြည့်ပြီးတော့အသက်35နှစ်မပြည့်သေးသောနိုင်ငံသားအမျိုးသမီးဖြစ်မယ်ဆိုရင်တော့အသက်18နှစ်ပြည့်ပြီးအသက်28နှစ်မပြည့်တော့သေးသောနိုင်ငံသားတွေဖြစ်ပါတယ်ဒါကတော့အခြေခံအဖြစ်ဖြစ်ပါတယ်အဲ့တော့ကျွမ်းကျင်သူအမျိုးသားဖြစ်တယ်ဆိုလို့ရှိရင်တော့အသက်18နှစ်နဲ့45နှစ်မပြည့်သေးတဲ့နိုင်ငံသားတွေကျွမ်းကျင်သူအမျိုးသမီးဖြစ်ရင်18နှစ်ပြည့်ပြီးအသက်35နှစ်မပြည့်သေးတဲ့နိုင်ငံသားတွေဖြစ်ပါတယ်အဲ့တော့ပြည်သူ့စစ်မှုထမ်းဥပဒေမှာကျွမ်းကျင်သူကဆိုတာနဲ့ပတ်သက်ပြီးတော့အတိတ်ပဲဖွင့်ဆိုချက်ပါပါတယ်ဆရာဝန်အင်ဂျင်နီယာစက်မှုလက်မှုပညာနဲ့တက်မြောက်သူသို့မဟုတ်အခြားအတတ်ပညာတရေရဲ့ဖြင့်အသက်မွေးဝမ်းကြောင်းပြုသူဆိုပြီးတော့ကျွန်တော်တို့ပြဋ္ဌာန်းထားတာဖြစ်ပါတယ်ကျွန်တော်တို့ပြည်သူ့စစ်မှုထမ်းကာလကိုတော့ဒီကိုလည်းပြည်သူ့စစ်မှုထမ်းဥပဒေအရကျွန်တော်တို့စစ်မှုထမ်းမယ်ဆိုရင်တို့ကိုကာလအပိုင်းခြားတွေကျွန်တော်တို့သတ်မှတ်ပေးထားရှိပါတယ်ပြည်သူ့စစ်မှုထမ်းဥပဒေ3အရဆိုရင်ပြည်သူ့စစ်မှုထမ်းရန်ကာလကိုကျွန်တော်တို့သတ်မှတ်ထားတာရှိပါတယ်စစ်မှုထမ်းရမယ့်အသက်အရွယ်ရောက်ရှိတဲ့နိုင်ငံသားကို24လထက်မပိုတဲ့ကာလအပိုင်းခြားအတွက်စစ်မှုထမ်းဆင့်ခေါ်နိုင်ကြောင်းပြဋ္ဌာန်းထားပါတယ်အဲ့တော့စစ်မှုထမ်းရမယ့်အသက်အရွယ်ရောက်ရှိတဲ့နိုင်ငံသားတွေအနက်ကျွန်တော်တို့တပ်မတော်စက်မှုလက်မှုပညာသင်များအဖြစ်အမှုထမ်းရန်ဆင့်ခေါ်ခြင်းခံရတဲ့လူတွေကို36လထက်မပိုတဲ့ကာလအပိုင်းခြားအတွက်စစ်မှုထမ်းရန်ဆင့်ခေါ်နိုင်ကြောင်းပြဋ္ဌာန်းထားပါတယ်အဲ့တော့ကျွန်တော်တို့စစ်မှုထမ်းရမယ့်အသက်အရွယ်ရောက်ရှိပြီးတော့ကျွမ်းကျင်သူများဟာ36လထက်မပိုတဲ့ကာလပိုင်းခြားအတွက်စစ်မှုထမ်းဆင့်ခေါ်နိုင်ကြောင်းလည်းပြဋ္ဌာန်းထားပါရှိပါတယ်အဲ့တော့ပြည်သူ့စစ်မှုထမ်းဥပဒေအရဆိုရင်နိုင်ငံတော်တွင်အရေးပေါ်အခြေအနေဖြစ်ပေါ်ရင်အစိုးရအဖွဲ့ဟာပြည်သူ့စစ်မှုထမ်းကာလကို9နှစ်အထိတိုးမြင့်သတ်မှတ်နိုင်ကြောင်းကိုလည်းကျွန်တော်တို့ပြဋ္ဌာန်းထားချက်ရှိပါတယ်အဲ့တော့ဒီလိုမျိုးစစ်မှုထမ်းနဲ့ပတ်သက်ပြီးတော့ကင်းလွန်ခွင့်ရှိတွေကိုလည်းကျွန်တော်တို့ဒီဥပဒေမှာပြဋ္ဌာန်းထားချက်တွေရှိပါတယ်ဒီဟာတွေပြည်သူ့စစ်မှုထမ်းနဲ့ပတ်သက်ပြီးတော့ကင်းလွန်ခွင့်ရရှိတဲ့လူတွေကင်းလွန်ခွင့်အတွက်ဘလို့အကျိုးခံစားခွင့်ရှိတယ်ဆိုတဲ့အကြောင်းတွေကိုကျွန်တော်တို့ရှေ့ပိုင်းတွေမှာဆက်လက်တင်ပြသွားမှာဖြစ်ပါတယ်အဲ့တော့အနည်းချုပ်ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီနိုင်ငံတော်ရဲတိုင်းနဲ့ဖွံ့ဖြိုးရေးကောင်စီက2010ပြည့်နှစ်မှာပြဋ္ဌာန်းခဲ့တဲ့စစ်မှုထမ်းဥပဒေဟာ2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာစတင်အာဏာတည်ခဲ့ပါတယ်ဒီရလဲကျွန်တော်တို့ဒီပြည်သူ့စစ်မှုထမ်းတွေကိုဆင့်ခေါ်ပြီးတော့နိုင်ငံတာဝန်တွေကာကွယ်တာဝန်တွေထမ်းဆောင်နေတာခဲ့ရပါတယ်တချို့သောအပတ်စဉ်တွေဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီစစ်မှုထမ်းကာလပြည့်မြောက်လို့မိမိနေရက်ကိုပြန်လဲအနားယူခွင့်ရရှိနေကြပြီဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်